မိုးတွင်းမှာမြက်တွေခဏခဏပေါက်တယ်ဆိုလို့ရှိရင်ဒီလိုနီးလေးနဲ့သုံးပြီးတော့မြက်မပေါက်အောင်ကာဝယ်လို့ရပါတယ်လင်းကုန်လေးပါပါခင်းပြီးတော့ပင်ဆိုင်လို့ရပါတယ်ပါပါခင်းတာဖြစ်တဲ့ကြောင့်ပတ်စံလည်းအများကြီးမကုန်ပါဘူးရေလဲတော်အသင့်လုံတာမလို့အေဇိုလာလိုမျိုးပင်လေးတွေစိုက်မယ်ဆိုရင်လည်းစိုက်လို့ရပါတယ်ကျွန်တော်ဒီလင်းကုန်ကလေးနဲ့ကန်လေးတွေပဲလုပ်လို့အောက်ကခင်းပြီးတော့ပဲပင်ဆိုင်အဲ့ဒါလေးကိုကျွန်တော်ဒီမှာအပြည့်စုံ share လုပ်ပေးသွားပါမယ်ကျွန်တော်တို့အပေါ်ရံမြေသားတွေကိုရှစ်ထုတ်လိုက်ပါမယ်။ဒါကတော့မနေ့ကအပေါ်ရံမြေသားတွေကိုရှစ်ထုတ်ပြီးသားကန်လေးကပုံစံပေါ်ပြီးသားအခုနည်းနည်းကြံတဲ့မြေကြီးတွေကိုဆက်ပြီးတော့ရှစ်ထုတ်ပါတယ်။နည်းနည်းပြင်အောက်ကorganic matter ဆွေးမြင့်နေတဲ့မြေကြီးလေးတွေကိုဘေးကိုဖယ်ထုတ်လိုက်ပါမယ်။ဘေးကိုဖယ်ထုတ်ပြီးတော့ကျွန်တော်တို့ဒီဥစ္စာကိုနည်းနည်းပြင်အောက်ကတော့အသင့်လေးညီသွားအောင်လုပ်ပါပါ။ဒီမှာဆိုလို့ရှိရင်ကျွန်တော်အောက်ကတော့အသင့်လေးညီသွားပြီဖြစ်တဲ့အတွက်ကြောင့်နည်းနည်းကြမ်းနေတာလေးကိုပဲကျွန်တော်ဆက်ပြီးတော့ဟိုလုပ်ပါတယ်ဆက်ပြီးတော့ညှိပါတယ်ဗျဆက်ပြီးတော့ညှိပါတယ်ပိုနေတဲ့မြေကြီးတွေကိုကျွန်တော်အပေါ်ကိုခွန်နဲ့ပတ်တယ်ပြီးကြရင်တပြက်စီလဲအောက်ကမျက်နှာပြင်လေးညီသွားအောင်လုပ်အရင်လုပ်ပါတယ်ဒါဆိုလို့ရှိရင်အနက်ကပြန်ပြန်အပြင်တော့ဒီ6လက်မနဲ့8လက်မလောက်ဖြစ်သွားပြီပြီးတော့ကျွန်တော်ရေဖြန်းပါရေဖြန်းပြီးတော့ကျွန်တော်တရိုးကင်းမှုပြင်ပါမယ်ဒါကတော့တဲရလေးစားပြီးလိုက်တစားပေါ့ဗျာဒီလိုမျိုးလေးရေထည့်ပြီးတော့ပထမဆုံးအရှောင်းမွေပြီးတော့မှရေထည့်အရှောင်းမမွေပဲနဲ့ရေထည့်လို့ရှိရင်ပြီးလိုက်ကခဲသွားတတ်ပါတယ်ဒီအနေထားလေးရအောင်ကျွန်တော်တရိုးပြင်ပါမယ်ရေများလို့ရှိရင် strand ကြတယ်ပြီးလက်မြေဒီလောက်အနေထားလေးဆိုရပါတယ်ပြီးတော့ကျွန်တော်တို့ဒီပြီးလက်မြေလေးတွေကိုမှဇလားထဲမှာပဲထည့်ပြောပြီးတော့တခါတည်းအောက်ကိုတွန်ချလိုက်ပါဇလားမဟုတ်ဘူးတခြားထဲမှာဖြိုလို့ရှိရင်အလီလွင်ဖြစ်တတ်ပါတယ်ဇလားတွေကနေတွန်ချနေပါတယ်ပြီးတော့ကျွန်တော်တို့ဒီဥစ္စာကိုဒီတန်လျက်နဲ့လက်ပွတ်နဲ့ကိုသုံးပြီးတော့ဖြန့်ပါမယ်လမ်းမဝက်လောက်အထူပဲခင်းပါမယ်အဲ့ထက်ပိုခင်းပိုပြီးတော့အကုန်ကြများတယ်လမ်းမဝက်လောက်ဆိုရင်ရပါပဲတမက်လောက်ခင်းတော့ရတယ်ဒါပေမဲ့ကျွန်တော်တို့လမ်းမဝက်လောက်တော့ခင်းပါတယ်နည်းနည်းတန်လန်ခန့်တော့ကျွန်တော်ဒီကွန်ကရစ်ခင်းထားတဲ့အခါကျတော့ကွန်ကရစ်အောက်ခြေကအနိုးစီဝါပိုးလေးတွေတက်ရှူလို့တော့ရတယ်ဒါပေမဲ့မြတ်တော့မပေါက်တော့ဘူးဗျာမြတ်တော့မပေါက်တော့အနိုးစီဝါပိုးလေးတွေကဒီကွန်ကရစ်ကကျတော့လေတော့လုံးဝလုံတော့မဟုတ်တော့လေရေထည့်ရင်လည်းရေတော့ထုံတော့မစိမ့်တော့ပါဒါတော့ပြီးသွားတဲ့အနေထားလေးပါဘေးကအကာလေးတွေကိုဘေးကပေါင်လေးတွေကိုမနှက်ပြန်မှလောက်ပါမယ်ဒီကအောက်အခင်းလေးလျှောက်သွားမှာဒါကတော့အခင်းအားလုံးပြီးသွားပါပြီ